တင်အနာကလူတွေပို့ပို့ပြီးဖျောင်းနာလာကြတာကိုတင်တတိထားမိပါသလားဒါကထင်ယုံတတ်တတ်မဟုတ်ပါဘူးတကယ်ဖြစ်နေတာပါ2026ခုနှစ်ရဲ့လေ့လာတွေ့ရှိမှုတွေအရာဘာလို့ဒီလိုဖြစ်လဲဆိုတာကြည့်ကြရအောင်တကယ်တော့ကျွန်တော်တို့ကျမကြီးပြဿနာတွေဟာခစ်သက်သေးကိုဝင်ရောက်လာလို့ပါအတိအထားဆုံးကတော့ရာသီဥတုပြောင်းလဲလာမှုကြောင့်ပါအပူချိန်တွေတက်လာတာနဲ့အမျှယောဂတွေပုံမမြန်ဆန်းစွာကူးဆက်လာပါတယ်သွေးလွန်တုပ်ခွေးနဲ့ငှက်ဖျားလိုယောဂတွေတည်ဆောင်တဲ့ခြင်တွေဟာအရင်ကလုံးဝမရှိခဲ့တဲ့နေရာတွေကိုအခုရောက်ရှိလာနေပြီ။ဘာလို့လဲဆိုတော့ရာသီဥတုပူပူလေးသားပေါက်များလေကူးဆက်မှုပိုများလေပါပဲဒုတိယကတော့ကိုခံအားစနစ်တွေအားနည်းလာတာပါခင်မီလူနေမှုဘဝကစိတ်ဖိစီးမှုပိုများပြီးပြုတ်ပြင်ထားတဲ့အစားအစာတွေပိုစားလာကအိတ်ချိန်ပိုနည်းလာကြပါတယ်ဒါတွေအလုံးကသင်ခန္ဓာကိုယ်ရဲ့ကိုခံအားစနစ်ကိုဖြည်းဖြည်းစွာဖျက်ဆီးနေပါတယ်တတိယအချက်ကတော့ virus တွေဟာဗီဇပြောင်းလဲမှုတွေကြောင့်မျိုးကွဲအသက်တွေအများကြီးဖြစ်လာနေပါတယ်တချို့ virus တွေကပိုမြန်မြန်ပြန့်နှံ့တလာပြီးတချို့ကရှာဖွေဖော်ထုတ်ဖို့တောင်ပိုခက်ခဲလာပါတယ်ကဘာလက်ခရီးသွားလာမှုကလည်းဘလူကိုရပ်ပိုင်းအတွင်းကဘာတလွှားကိုပြန့်နှံ့စေပါတယ်နောက်ဆုံးကတော့ကျန်းမာရေးနဲ့မညီညွတ်တဲ့နေထိုင်မှုပုံစံတွေနဲ့လေတူညစ်ညမ်းမှုတွေကြောင့်ပါတဲ့ရဲ့ပတ်ဝန်းကျင်ကမင်းရဲ့ကျန်းမာရေးကိုနေ့တိုင်းတိတ်ဆိတ်စွာတက်ရောက်မှုရှိနေပါတယ်ဒါကြောင့်လူတွေနှစ်စဉ်နှစ်တိုင်းပိုဖျားလာကြတာအမှန်ပါဒါပေမဲ့ကြောက်နေစရာတော့မလိုပါဘူးတဲ့ရဲ့နေထိုင်မှုပုံစံမှာအသေးစားပြောင်းလဲမှုလေးတွေကတင့်ကိုကာကွယ်နိုင်တယ်ပိုကောင်းကောင်းစားပါပိုအိပ်ပါလှုပ်လှုပ်ရှားရှားနေပါတဲ့ရဲ့အပြင်မှအတွင်းအပြင်လာပအောင်နေ့တိုင်းလိုင်းပေါ်မှာအဝတ်အစားတွေအိတ်တွေကြည့်နေတယ်လို့ပဲတန်ဖိုးဖြတ်မြရတဲ့တဲ့ရဲ့ကိုခန္ဓာကျန်းမာရေးအတွက်ကျန်းမာရေးဗဟုသုတတွေကိုတမိနစ်လောက်ပဲကြည့်ရင်တဲ့ရဲ့ခန္ဓာကိုယ်ကတင်ကိုကျေစုတင်နေမှာပါ